ငွေချင်းတော့ကျွန်တော်ပြောပြမှာတော့အခုစမိုင်းကောက်ထုတ်လို့ရမယ့်နေရာကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်စမိုင်းကောက်ကဘာလဲထုတ်လို့ရမယ်စမိုင်းကောက်ဘရာဇီးထုတ်လို့ရမယ်စမိုင်းကောက်ဖလာပိုင်းထုတ်လို့ရမယ်ဒါမှဖြစ်ပါတယ်အခုရှိတာကျွန်တော်မှာ$3.45ဒေါ်လာရှိပါတယ်ဘယ်လိုမျိုးထောက်ရမလဲဆိုတော့ခဏလိုက်ကြည့်ပေးပါဦးကျွန်တော်တို့မြင်းကြောင်းလေး3ကြောင်းလေးကိုဝင်ပြီးတော့ကျွန်တော်တို့အဲ့မှာစတိုးဆိုတဲ့နေရာကိုနှိုက်လိုက်လို့ရှိရင်ကျွန်တော်တို့ coin ထောက်လို့ရမယ့်နေရာတွေကိုရောက်မှာဖြစ်ပါတယ် smile coin ကောက်ဘရာဇီးထောက်လို့ရမယ် smile coin ကောက်ဖလာပိုင်းထောက်လို့ရမယ်smile coin တိုးအပ်တယ်လေးရမှာဖြစ်ပါတယ်ဘရာဇီး fine တိုးအမျိုးတွေရမှာဖြစ်ပါတယ်ကျွန်တော်အခုကစမိုင်းကောက်ဘရာဇီးကိုထောက်လို့ရမယ့်နေရာကိုကျွန်တော်ပြောမှာပြပါတယ်စမိုင်းကောက်ဘရာဇီးမှာကျွန်တော်ထောက်လို့ရမှာ300 coin ဒီအပေါ်အားလေးတို့300 coin ထောက်လို့ရမယ်1000 coin ထောက်လို့ရမယ်9000 coin ထောက်လို့ရမယ်1000 coin ထောက်လို့ရမယ်9000 coin ထောက်လို့ရမှာဖြစ်ပါတယ်မိတ်ဆွေတို့အဆင်ပြေတဲ့ coin ကိုထောက်လို့ရမှာဖြစ်ပါတယ်coin ထောက်မယ်ဆိုလို့ရှိရင်300 coin ဆိုရင်1 coin ဆိုရင်1ရေးပါတယ်2 coin ဆို2ရေးပါတယ်10 coin 15 coin အဲ့လိုမျိုးတစ်ခါတည်းတန်းထုတ်လို့ရပါတယ်မိုက်ဆွေတို့အသေးစိတ်ကိုသိချင်ရင်တော့ကျွန်တော်ရဲ့ TikTok file မှာ Telegram group နဲ့ကိုကျွန်တော်ရှာထားတာဖြစ်ပါတယ်အလန်ကနေတစ်ဆက်ကျွန်တော်အသေးစိတ်လာမြင်လို့ရပါတယ်ကျွန်တော်စီမှာကောက်အကောက်လေးလာဖွင့်လို့ရပါတယ်ကောက်အကောက်ဖွင့်ကတော့ကျွန်တော်9000ယူပါတယ်ဒီဗီဒီယိုကြည့်တဲ့လူ3ယောက်အရင်လာလို့ရှိရင်ကျွန်တော်33နဲ့ဖွင့်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ကြော်နာဖြိုးဖြစ်ပါတယ်